ကျွန်တော်တို့ချမှတ်လိုက်တဲ့ဆုံးဖြတ်ချက်တွေအစီရင်ခံစာတွေတွေးရှိချက်တွေအားလုံးရဲ့နှုတ်ကွယ်မှာအချက်လက်အရေးသွေးဆိုတဲ့အရာတစ်ခုရှိနေပါတယ်။အဲ့ဒါကိုအစောက်အုံတစ်လုံးရဲ့အုပ်မြင့်လို့သဘောထားကြည့်လိုက်ပါ။အဲ့ဒီအုပ်မြင့်သားရိုင်းနေဖိနေမယ်ဆိုရင်အပေါ်မှာတိဆောက်ထားသမျှအရာအလုံးပြိုကျသွားနိုင်ပါတယ်။ဒီနေ့မှာတော့အဲ့ဒီအုပ်မြင့်ကိုအကြောင်းထင်စေတဲ့အထီးများဆုံးအမားတွေအကြောင်းကိုပြောပြသွားမှာပါ။ ဒီမေးခွန်းလေးနဲ့အစားပြုကြည့်ချင်ပါတယ်အချက်အလက်တစ်ခုတစ်ခွက်တည်းကဘလောက်ကောင်အရေးပါလို့လဲဘာရီများပြောင်းလဲသွားနိုင်မှာမို့လို့လဲ အဖြေကတော့အရာအလုံးပါပဲအချက်လက်ဆိုတာဆုံးဖြတ်ချက်တွေအတွက်အခြေခံအုံမြင့်ဆိုတာကိုခုနကပြောခဲ့တယ်နော်ဒီမှာမြင်နေရတဲ့အကြောင်းလေးလိုပဲတင်းငယ်တယ်လို့ထင်ရတဲ့အမားတစ်ခုကအဆောက်အုံတစ်ခုလုံးရဲ့တည်ငြိမ်ခိုင်မာမှုကိုအကြီးအကျယ်ထိခိုက်စေနိုင်ပါတယ် ကဲဒါဆိုရင်ပထမဆုံးအမားအမျိုးအစားကိုကြည့်လိုက်ကြအောင်ဒါကတော့စနစ်နဲ့အချက်လက်ထည့်အတွင်းတဲ့နေရာမှာထိတတ်တဲ့အမားတွေပါတီးတီးလေးလို့ထင်ရပေမဲ့အကျိုးဆက်ကအကြီးဖြစ်သွားနိုင်တဲ့နည်းပညာပိုင်းဆိုင်ရာအမားတွေပေါ့ မရိုးရှင်းဆုံးနဲ့အဖြစ်များဆုံးအမားတစ်ခုနဲ့စာလိုက်ရအောင်စာရိုက်မာတာမျိုးပေါ့ဒီမှာကြည့်လိုက်ပါနှစ်လို့ရိုက်ရမယ့်အစားလက်ကချော်ပြီးနှစ်ဆက်လို့ရိုက်လိုက်မိတယ်ဒါကပြန်ပြန်တန်ဖို့လိုမျိုးတက်ချက်မှုတွေကိုလုံးဝကမောကမဖြစ်သွားစေနိုင်ပါတယ် အခုခေတ် digital phone တွေမှာဒါကတော်တော်အဖြစ်များပါတယ် phone screen ကိုလက်နဲ့ပုတ်ပြီးအပေါ်အောက်ဆွဲနေရဲ့လက်တစ်ချက်မာနစ်မိလိုက်တာနဲ့ဖြေဆိုသူက yes လို့ပြောချင်ပေမဲ့ no ဆိုတာကိုရွေးမိသွားတာမျိုးပေါ့တခါလေကျတော့အမားကအချက်လက်တွေထဲမှာပဲပို့တင်ကြီးရှိနေတတ်ပါတယ်ဥပမာဒီမှာကြည့်ပါအိမ်တော်စုမှာလူ9ယောက်ရှိတယ်လို့ဖြေထားတယ်ဒါပေမဲ့တကယ်တမ်းနာမည်စင်းသွင်းထားတာက3ယောက်တည်းဒါမျိုးကမကိုက်ညီဘူးဆိုတာသိတာတဲ့အချက်ပြမီနီတစ်ခုပါပဲနောက်တစ်ခုကတော့အခြေခံအမှတ်အစားဆိုင်ရာအမားတွေပါအိမ်ထောင်စု ID တို့နာမည်တို့နေဆွဲတို့တစ်ခုခုမှားသွားတာကသေးတယ်လို့ထင်ရပေမဲ့စစ်တမ်းတစ်ခုလုံးကိုအသွုံးမဝင်သွားစေနိုင်ပါဘူးဘာလို့လဲဆိုတော့ဒီအချက်လက်တွေကဘဒူးစီကပင်နီယာကလာတယ်ဆိုတာမသိချတော့လို့ပါပဲ ကဲအခုနီးပညာပိုင်းဆိုင်ရာအမားတွေကနေခဏခွာပြီးလူချင်းချင်းဆက်ဆံရေးမှာဖြစ်တတ်တဲ့ပိုပြီးတိမ်မွေးတဲ့အမားတွေပဲကိုကြည့်လိုက်ကြရအောင်ဆိုလိုတာကတော့မိကုံးမေးတဲ့ပုံစံကရက်လာတဲ့ဖြေကိုဘလို့ပြောင်းလဲသွားစေနိုင်လဲဆိုတာပါပဲ ဒါကလမ်းကြောင်းပေးတဲ့မိကွန်းရဲ့ leading question ရဲ့ရှင်းလင်းတဲ့ဥမာတစ်ခုပါမိကွန်းရှုံးမှဟုတ်လားဆိုပြီးထည့်လိုက်တာကဖြေဆိုသူကိုဟုတ်တယ်လို့ဖြေဖို့ဖိအားပေးရရောက်သွားစေပါတယ် အခုဒီပုံစံကိုကြည့်လိုက်ပါဒီမိခွန်းကဘာမလိုက်ပါဘူးဖြေဆိုသူကိုဘာဖိအားမှမပေးပဲသူတို့ရဲ့တက်ကအတွေ့အကြုံကိုလွတ်လွတ်မျှဝေခွင့်ပေးပါတယ်ဒါကမေးရမယ့်ပုံစံမှန်ပါ ဒါကမြင်းမြင်းတို့ရဲ့ဗလိုက်မှုလို့ခေါ်တဲ့အရေးကြီးတဲ့အချက်တစ်ခုစီကိုရောက်လာပါပြီဆိုလိုတာကတော့ကိုယ့်ရဲ့ကိုယ်ပိုင်အမြင်လေးဒါမှမဟုတ်ရဲလိုက်တာအံ့ဩသွားတာလိုမျိုးတတိမထားမိတဲ့တုံ့ပြန်မှုလေးတွေကတော့ဖြေဆိုသူစီကရတဲ့အဖြေကိုလွှမ်းမိုးသွားနိုင်မယ်ဆိုတာပါပဲ ဒီမှာဖော်ပြထားတဲ့အချက်တွေကတော့အမားဆိုတာထက်ပိုပါတယ်ဒါတွေကကျင့်ဝတ်ပိုင်းဆိုင်ရာကြီးမားတဲ့လက်ချောမှုတွေပါဒီလိုလုံရက်တွေကအချက်လက်အရေးသွေးကိုထိခိုက်စေုံတင်မကပဲဖြစ်ဆိုသူနဲ့တိစောက်ထားတဲ့ယုံကြည်မှုကိုပါဖြစ်စီစေပါတယ်အဲ့ဒီယုံကြည်မှုသာပြတ်သွားရင်မှန်ကန်တဲ့သတင်းချက်လက်ရဖို့ဆိုတာမချစ်နိုင်တဲ့လောက်ပါပဲ အခုအချက်လက်ကောက်ယူခြင်းရဲ့နောက်ဆုံးအဆင့်ကိုရောက်လာပါပြီအင်တာဗျူးပေးသွဲတဲ့နောက်မှာလှုပ်ဆောင်ရတဲ့ပြန်လက်စစ်ဆေးခြင်းနဲ့မှတ်တမ်းတင်ခြင်းအပိုင်းမှာထိတက်တဲ့အမားတွေအကြောင်းစကြည့်ကြရအောင် မတန်းတင်တဲ့အခါအသေးစိတ်ကအရန်ရည်ကြီးပါတယ်ဒီမှာရင်ပြထားတာကိုကြည့်လိုက်ပါဘယ်ဘက်မှာကတကယ်ဘဝအတွေ့အကြုံကိုပြောပြထားတဲ့ဇလန်းလေးတစ်ခုရှိတယ်ညာဘက်မှာတော့အဲ့ဒါကိုဘဝရက်တီမိုးတိုးတက်လာသည်ဆိုပြီးရေပြည့်ဆန်ဆန်မဆုတစ်ခုဖြဲချုံလိုက်တဲ့အခါတန်ဖိုးရှိတဲ့အတွင်ကြကြအချက်လက်အားလုံးပြောဆုံးသွားတာကိုတွေ့ရမှာပါ ဆိုတော့အဓိကအချက်ကရှင်းရှင်းလေးပါပဲအင်တာဗျူးပြီးသွားမှမှတ်ဉာဏ်ကိုအားကိုးပြီးပြန်ရေးမယ်ဆိုတာကအချက်လက်ဒီမိုင်းဖို့နဲ့လွတ်သားဖို့အတွက်လမ်းဖွင့်ပေးလိုက်တာနဲ့အတူတူပါပဲအကောင်းဆုံးကတော့ချက်ချင်းမှတ်တမ်းတင်တာပါပဲတခါလေမှကိုယ့်ရဲ့စင်ကျင်တုံတရားကိုတုံးပြီးဒါကယူတိရှိလားလို့ကိုပြန်မျိုးဟိုလိုပါတယ်ဒီဥပမာကိုကြည့်ပါအသက်16ခနှစ်ကိုအိမ်ထောင်ရှိကလေး3ယောက်လို့စာရင်းသွင်းထားတယ်ဒါကလုံးဝမဖြစ်နိုင်တာတော့မဟုတ်ဖြစ်မိတ်တာမန်အဖြစ်တော့ဖြစ်လေဖြစ်တာမရှိတဲ့အတွက်နေအောင်မာတင်ပြန်ပြီးစစ်ဆေးမိမြန်းဖို့လိုအပ်တယ်ဆိုတာကိုပြနေတာပါပဲ ကဲဒါဆိုရင်တော့ကျွန်တော်တို့ရဲ့နောက်ဆုံးအပိုင်းဖြစ်တဲ့တိကျမှန်ကန်မှုအတွက်ဘယ်သူမှတာဝန်ရှိတယ်လဲဆိုတဲ့အပိုင်းကိုရောက်လာပါပြီဒါကတော့အချက်လက်ကောက်ယူသူရဲ့အရေးပါတဲ့အခန်းကဏ္ဍကိုအလေးပေးဖော်ပြခြင်းလို့ပါ ဒီနေ့ပြောခဲ့တာတွေကိုအချင်းချုပ်အနေနဲ့ပြန်ကြည့်ရအောင်အချက်အလက်အတွက်အန်ဒီရရှိတဲ့အဓိကနေရာတော့ဟုကိုဆွေးနွေးခဲ့ပါတယ်ပထမတစ်ခုကစနစ်နဲ့အချက်အလက်ထက်သွင်းမှုအမားတွေဒုတိယကလူအချင်းချင်းဆက်ဆံရေးကဖြစ်ပေါ်တဲ့အမားတွေပြီးတော့တတိယကပြန်လည်စစ်ဆေးခြင်းနဲ့မှတ်တမ်းတင်ခြင်းအမားတွေပဲဖြစ်ပါတယ် နောက်ဆုံးမှာတော့အချက်လက်ကောက်ယူသူရဲ့
စိတ်ဆက်သေးချမှုကအများကြီးရေးကြီးပါတယ်။အဲ့ဒီစိတ်ဆက်သေးချမှုကပဲတန်ရှင်းမှန်ကန်တဲ့အချက်လက်နဲ့မာယွန်းနဲ့ဆုံးဖြတ်ချက်တွေကြားကမီးတံတိုင်းတစ်ခုလိုကာကွယ်ပေးထားတာပါ။ နောက်ဆုံးအနေနဲ့ဒီအတွေ့အလေးတစ်ခုနဲ့အဆုံးသတ်ခြင်းပါတယ်ကျွန်တော်တို့ကောက်ယူလိုက်တဲ့အချက်လက်တိုင်းဟာကိန်းဂဏန်းတစ်ခုတက်တက်မဟုတ်ပါဘူးဒါကလူတစ်ယောက်ရဲ့အတန်သူတို့ရဲ့ဇလန်တစ်ပုတ်ဖြစ်ပါတယ်ဒါကြောင့်အဲ့ဒီအတန်ကိုရှင်းရှင်းလင်းလင်းတိတိကျကျကြားရအောင်လုပ်ပေးဖို့ကကျွန်တော်တို့အားလုံးရဲ့အကြောင်းမဟုတ်ဘူးလား